ပါဒီနေ့ OV ကတော့တရိတ်ဆန်ပိုင်ရှင်လုံးမှာပဲဖြစ်ပါတယ်တရိတ်ဆန်ယုံပိုင်ရှင်ပါတရိတ်ဆန်ဥယျာဉ်နေစောင့်မှာပဲဖြစ်ပါတယ် OV ကိုတရိတ်ဆန်ဥယျာဉ်တော့ခေဝါတော့စောက်ပြီးပြီပေါ့နော်အထဲတည်းတရိတ်ဆန်လိုက်ထည့်ဖို့ပဲကြံပါတယ်အထဲတည်းတရိတ်ဆန်တွေလိုက်ထည့်ရပါမယ်ဒါလည်းနောက်တစ်ဂိတ်ပါဟဲ့ဝက်ကြီးလားဟဲ့ဝက်လာတွေ့နေဒါပါတယ်ဒါထိုင်းကုန်ခုံတန်းပတ်စံအလုံးမလုံးပဲနဲ့ပတ်စံနေဖြုံးနေမြင်းနေဒါပါလေဘာကောင်ဝင်ရမှာလဲဒါဘာကောင်လဲဘာကောင်ဝယ်ရမှာလဲဘာကောင်မွေးရမှာလဲဘာကောင်ဝယ်ရမှာလဲယုံဝေးရမှာယုံမလီယုံဝေးဟိုင်းတာယုံဝေးရပါမယ်အဲ့ဒါမှဒီဟာပဲရှိသေးဒီမှာယုံရောက်ပြီယုံဒီမှာစာကျွေးလို့ရတယ်ဥဖီယုံပြမယ်ပေါ့နော်ယုံပါဒီမှာယုံပါဟိုမှာဒီမှာလူတွေလာကြည့်နေကြပြီဘာနာမည်ပဲကောင်းမလဲနာမည်ကိုဘာနာမည်ပဲကောင်းမလဲဘာနာမည်ပဲကောင်းမလဲနာမည်ဝိုင်းစင်းစားပေးကြပါဦးသူ့နာမည်ခဏထားလိုက်ပါမယ်နာမည်ဝိုင်းစင်းစားပေးကြပါဦးဒီမှာအစာကျွေးလို့ရပါတယ်အစာကျွေးရမှာပါယုံလေးဒီမှာအစာယုံကပိုင်ရှင်မှန်းသိတယ်တော့ပိုင်ရှင်မှန်းသိတယ်ယုံလေးပါနောက်တစ်ခုကကြတော့ဒါပါကြီးတယ်အမိုက်တွေလည်းဖွာသွားတယ်ပါကြီးမရှိကမ်းမရှိတွေပါစီးမရှိကမ်းမရှိလားတိုးနေဒါဘာကောင်မွေးရမှာလဲဘာကောင်မွေးရမှာလဲဆိုတော့ဘာကောင်မွေးခိုင်းတာလဲဘာကောင်မွေးရမလဲဆိုတော့တရိတ်ဘုံပရိသတ်ကြီးရဲ့အဖြေကနောက်တော့ယုံလားမဟုတ်ဒါပါလေခဲလုံးနေဆောက်ရပြန်ပြီခဲလုံးနေဆောက်အမိုက်တွေလိုက်ရှင်းရအောင်မကြီးစီးမရှိကမ်းမရှိတယ်မကြီးတကယ်စီးမရှိကမ်းမရှိပါကွာဥဖီထင်တော့ဝက်ထင်းတဲ့တိုင်းဝက်ပါဟဲ့တနေ့တဲ့ချစ်စရာလေးကြည်ရောစာရေးလိုက်အောင်ဘာရေးတာရွှေဖေအောင်သေးတယ်တက်က2နှစ်တောင်ဖြစ်သွားပြီမြန်လိုက်တာအိမ်သာလဲဆောက်ပြီးပါပြီမကြီးတို့လားအမိုက်တွေလည်းရှောက်ဖွာနေကြတာပဲမကြီးအမိုက်ပုံနဲ့ကိတ်ဘောမှာမသူကအမိုက်ပုံကြီးလောက်ချထားတာလေတော်ဆိုးပါဟဲ့သူများအလုံးသူများဟိုပါဦးမကြီးဟဲ့စီးမရှိကမ်းမရှိပါအမိုက်ဝုန်းထားရသည်ဘူးလားအဝိယုံမနဲ့နဲ့လေ12နှစ်တောင်ဖြစ်သွားပြီရမ်းမြန်နေရောအစားနေတယ်9နှစ်တဲ့ဟယ်လိုဒါဘာကောင်လို့ဖြစ်မလဲဆိုရင်တော့ဘာကောင်ဖြစ်နိုင်တော့လဲနွားတဲ့နွားလည်းဟိုဗာလေဘောလုံးတွေပါတောင်ချပေးရလားချစ်စရာလေးတနေ့လေးတွေအကုန်ချစ်စရာဒါပါလေဒါအထီးလေး
နွားထီးလေးပါနွားကိုလည်းမုံလောင်းနေကြွေရလားဒီဝက်ကဘာလေးလဲဝက်လည်းအထီးလေးပဲဝက်လည်းအထီးလေးပဲတွေ့လားငါဟိုမှာဂိတ်ရှိမှာအမှိုက်ပုံလေးချသွားပြန်ပြီဟဲ့အကောင်တော့အထီးတွေကြီးပဲငါတိတ်ဆိုင်ရောလေမာလေးပါလေးလည်းထားကြပါဦးအမိုက်တွေလိုက်ရှင်းရတရိတ်ဆိုင်ရောပိုင်ရှင်ဖြစ်ပြီးအမိုက်လိုက်ရှင်းရတာတော့မကြည့်နေတော့ချခဲ့တာလीဘာလာပြီးဦးအလာလောက်ပြနေရလေနုချခဲ့ရလေကိုမိုက်တော့ကိုသိမ်းကြပေါ့ကွယ်အိုးဘယ်နဲ့အမိုက်တော့ကိုမိုက်တော့ကိုမသိမ်းကြဘူးတို့လည်းအမိုက်ကိုမိုက်တော့ကိုသိမ်းမောဘယ်နဲ့ဒါရေကူးကန်လား哦，ဒါဟိုပါတွေ့လားဘေးငံမလေးဘေးငံပြောကိုမိဘေးငံဘာကြီးတွေ့ရပေါင်မုတ်တွေကျွေးထားတာဘေးငံကိုအဲ့လိုမျိုးထားတော့ငါဘေးငံပြေးသွားမှာပေါ့မပြေးဘူးလားမသိဘူးငါနွားလေးပဲနည်းနည်းရှိပြီလေရှင်းတဲ့အမိုက်လိုက်ကျုံလိုက်ပါဦးမယ်အမိုက်ပုံးလေးပါလေးမထားပေးချဘူးလားတကယ်ပဲကြည့်အဲ့ဒါကိုမကြိုက်တာမှကြည့်ရောအမိုက်ပုံးကိုအရှိမထားတယ်တို့ဘေးလေးပါလေးကပ်ပြီးတော့အမိုက်ပုံကြပါလားတကယ်ပါပဲတကယ်ပါဟဲ့မကြည့်အာမကြည့်အမလေးမွေးလို့ရလားအမလေးမွေးဝေးလိုက်ပြီဟဲ့နင်းနော်မတော်မတရားတွေမလုပ်နဲ့ငါသမီးကအခုက2နှစ်ပဲရှိသေးတယ်နင်းရမှာကြီးအဖိုးကြီးဖြစ်နေပြီ26နှစ်တောင်ဖြစ်နေပြီဟဲ့ငါယုံမရတယ်ဟဲ့နန့်လိုက်တာခုံဆွားနဲ့ဒါပါလေဟောဘာမှလည်းမဟုတ်ယုံမအရန်နဲ့နေအရန်နဲ့နေနော်ဟဲ့နေအရန်နဲ့တယ်တို့အစာမကျွေးလို့မရသေးဘူးအဲ့ဆိုရင်ငါအမိုက်လိုက်ကြုံရမလားအမိုက်ကြုံရမယ်ဟုတ်တယ်ဝန်ထမ်းလေးပါလေးခန့်လို့မရလားမသိဘူးအမိုက်လိုက်ကြုံဖို့အိုဖီဝန်ထမ်းခေါ်ပါမယ်အိုဖီဝန်ထမ်းခေါ်ပါတယ်အမိုက်လိုက်ကြုံဖို့ပါဟဲ့ငေါ့ဝက်ကလည်းအသက်20အောင်ရှိနေပြီဝက်ကအသက်20အောင်ရှိနေပြီနွားလေးအောင်ဘယ်နှစ်လဲ15နှစ်တလားအမိုက်တွေကိုဟိုနားပုံလိုက်ဒီနားပုံလိုက်နဲ့အမိုက်တွေဟိုနားပုံလိုက်ဒီနားပုံလိုက်နဲ့စီးမရှိကမ်းမရှိသေးပါ Twilight ထားဆောင်ရပဲ Twilight နီးစိတ်ရုပ်ဒါပါကြီးတယ်ဘာတိုးပါလားလေအပင်တော့အရန်များတယ်နော်အိုဟီတရိတ်ဆိုင်ရောအပင်အရန်များကြီးအမိုက်မကြီးစိတ်ချမ်းသာတယ်အရန်စိတ်ချမ်းသာတယ်โอเคပါအိုဖီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအိုဖီတရိတ်ဆိုင်ရုံဆောက်တာဒီနေ့နဲ့ဆိုရင်3-4ရက်လောက်တော့ရှိပြီဆိုတော့အိုဖီနားလိုက်ပါဦး